အားလုံးပဲမင်္ဂလာပါ Lowey from Burma ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်အခုတင်ဆက်ပေးချင်တာကတော့ Inner Circle 27မှာပါလာတဲ့ကြော်ကြောင်ရဲ့တွဲဆိုင်ပြီးရင်ဆုံးမမဲ့တွဲဆိုင်အဲ့ဒီတွဲဆိုင်နှစ်ဆိုင်နဲ့ပတ်သက်တဲ့ပွဲပြီးသုံးသက်ချက်တွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့အမြင်ကျွန်တော်ယူဆချက်ဖြစ်ပါတယ်အဲ့တော့အဆက်သွားလိုက်ကြရအောင်ဝမ်းချင်မရှိရဲ့ဒီတောက်ကြညာ Inner Circle 27ကိုဆို PPP Paper View ကနေပြသွားတာကြောင့် live ကိုအခပေးပြီးကျွန်တော်တို့ကြည့်ခဲ့ရတယ်အရင်လိုမျိုး Facebook YouTube ကနေအခမဲ့လွှင့်ပေးတာမဟုတ်တဲ့အတွက်ချိုးပရိသတ်တွေတော့နည်းနည်းလေးအခက်အခဲဖြစ်သွားတယ်လို့ကြားတယ်အဲ့တော့ကျွန်တော်တို့က PPP ဝယ်ထားတယ် PPP ကနေကြည့်လိုက်တယ်ဒီ Inner Circle ပထမဆုံးတွဲဆိုင်နှစ်ဆိုင်မှာပထမအချိန်နဲ့ပဲပြီးသွားတဲ့ပွဲတွေရှိတယ်ကျွန်တော်ပရိသတ်ကတော့တွေးဆူတယ်အဲ့တော့နောက်ပွဲမှာဘယ်လိုလာမလဲဆိုတဲ့အချိန်တွေကရလာတယ်အဲ့ဒီအချိန်မှာပဲစောမမင်းရဲ့တွဲဆိုင်ကပါလာတယ်တတိယပွဲမှာ Thai Fighter Short Football နဲ့ရင်ဆိုင်ကစားမဲ့စောမမင်းတို့ရဲ့တွဲဆိုင်လဲရောက်လာအောင်ရုံမှာပြည့်တအားပေးမှလွှမ်းမိုးသွားတယ်ပွဲရဲ့နီးမှာလူဆောင်ဝင်လာတဲ့ Short Football ကသူ့ဟန်တိုင်းအေးစေးတည်တည်ငြိမ်ငြိမ်မှုရှိရှိနဲ့ဂျိုးဝိုင်းနဲ့ဝင်လာသလိုစူရီယာလက်အတွက်ပြင်ဆင်ထားတဲ့စောမမင်းကလည်းတိုင်ပြန်တိုက်စစ်ကိုစောင့်ကစားခဲ့တယ်စောမမင်းက Short Football ခေါ်တဲ့ကစားခွက်ထဲကိုမလိုက်ပဲနဲ့ဝိုင်းထဲမှာဆိုင်ဖို့ကြိုးစားပေမဲ့တွဲလုံးတွဲပြီးပြန်ထက်လာတဲ့ပြိုင်ဘက်ရဲ့တက်လုံးတွေကိုထိသလိုအမိဖမ်းဖို့လည်းခတ်နေခဲ့တယ်ဘဲချေရှေ့ခင်ကစားတာကပြိုင်ဘက်အကွာဝေးကိုတွက်ဖို့ခတ်နေတဲ့စောမမင်းအတွက်ညာချေရှေ့ခင်ကစားရင်းနဲ့ဘဲဒူးတွေတိုက်ဖို့လှုပ်လာတယ်ဒါကတော့ကစားပွဲအပြောင်းလဲပေါ့နော်ဒုတိယအချိန်မှာစောမမင်းကကစားကိုပိုတင်လာလို့ short football အဝင်မှာအချိန်ကိုက်စောင့်တိုက်တဲ့ဘဲဒူးတွေကလည်းထိရောက်မှုရှိတယ်တွဲလုံးချင်းဆိုင်ရင်လည်းလွတ်ထပ်ပူတာလို့ Thai Fighter အတွက်လောရကန်ရခတ်တယ်လို့ထိရောက်တဲ့ခက်ချေထွက်မလာနိုင်အောင်လဲတားထားနိုင်ခဲ့တယ်ဘဲဒူးကြောင့်ညာလက်တွေကျလာတဲ့ short football ရဲ့မေယိုတွေစောမမင်းရဲ့တက်လုံးတွေနဲ့မကြာခဏမိတ်ဆက်တဲ့အချီလဲဖြစ်တယ်လို့တထုံသားကိုလည်းစောမမင်းမပြောတော့တထုံသားကိုလည်း Thai Fighter ရဲ့တက်လုံးတွေထိခဲ့တဲ့အချီလို့ပြောလို့ရတယ်ဒါကတော့ဒုတိယအချီပြီးတာနောက်ဆုံးအချိန်မှာစောမမင်းကပဲပွဲကိုပို့ပြီးထိန်းချုပ်ကစားဖို့ကြိုးစားတယ်ဒါကလည်းအမပေးအဆုံးဖြတ်မှာသူအသာရနိုင်တယ်လို့ယူဆလိုက်တာကြောင့်ကစားအားလည်းတဖြည်းဖြည်းလျော့လာတာကိုတွေ့ရတယ်ဒါပေမဲ့ဒီစောမမင်းစရီယန်ရဲ့နေရာမှာလူစားဝင် fighter ဖြစ်ပါလာတဲ့ York Full ကဟန်ကလည်းအလဲထိုးသူသာအလဲထိုးမခံရဘူးဆိုလို့ရှိရင်နိုင်မယ်ဆိုတဲ့ယုံကြည်ချက်မျိုးကိုတွားတွေ့အဲ့တော့လူချင်းအကက်ဒိုင်လိုခွဲချိန်တွေမှာတော်ရုံနဲ့လက်မဖြုတ်ပဲနဲ့ပွဲချေကိုဆွဲပြီးတော့ကစားသွားတယ်ဒီအဲ့ဒီအချိန်မှာစောလမင်းရဲ့တက်လုံးထိချက်တွေကပိုတာလို့ခက်ချေကန်ချက်နဲ့ထိချက်ကလည်းတိတိတသားပူအတာရတဲ့အနေအထားဖြစ်တယ်ဒါပေမဲ့အမှတ်ပေးဆုံးဖြတ်မှာဒိုင်စလုံးကရော့ဖူဖတ်ကိုအနိုင်ပေးခဲ့တာကြောင့်ကန်ကန်ရဲ့ဆုံးမင်းတော့မသိဘူးကျွန်တော်ပါဝင်ပြည်သက်တွေအတွက်ကတော့ဒါနားလေရခက်တဲ့နိုင်ဝေးဖြစ်သွားတယ်ဆုံးမင်းအရင်နှိမ့်လာဆိုမနေဘူး split decision ဆိုလို့ရှိရင်တော့လက်ခံပြီးလို့ရသေးတယ်ဒါပေမဲ့ဒိုင်သုံးစလုံးကရော့ဖူဖတ်ကိုအနိုင်ပေးသွားတာအဲ့တော့ဆုံးမင်းကဘာတွေပြင်ဖို့လိုလဲမေးတက်လုံတော့နည်းနည်းကြာတယ်တက်လုံပိုတင်လာရင်တော့ပိုကောင်းတဲ့ဆုံးမင်းကိုမြင်ရဖို့ရှိမယ်လို့ဒါကျွန်တော်ကတော့ယုံကြည်တယ်ဆိုလိုမင်းအဲ့ပုံစံတိုင်းဆက်သွားနိုင်မလားနောက်ပွဲတွေမှာတဖြည်းဖြည်းချင်းနဲ့မကောင်းတဲ့အရာတွေကိုပယ်ကောင်းတဲ့အရာတွေကိုစုပြီးသူလိုနေတဲ့တက်လုံ stamina စတဲ့အရာတွေကိုဖြည့်ရင်နဲ့ပိုကောင်းတဲ့အဆင့်တွေတက်လှမ်းနိုင်မလားဒါကိုတော့ကျွန်တော်တို့စောင့်ကြည့်ရမယ်အဲ့တော့ဆောမမင်းရဲ့ရှိုးမွေးကြောင့်ကျွန်တော်တို့တွေအားလုံးစိတ်မချစ်မရဖြစ်သွားတယ်ဒါပေမဲ့နောက်တစ်ပွဲမှာမန်လေးသားကြော်စွာဝဲရဲ့တွဲဆိုင်လာတယ်နော်ဒီပြိသက်ရဲ့အပိဟစ်ကျေးတန်ကလည်းယုံတွင်းအနေထားရဲ့ဟိုလုံးဝပြောင်းပြလိုက်တယ်လို့ထင်တယ်ကျော်စာဝင်းကိုကျိုးဝိုင်းအပြာတော့မှစောင့်ကြည့်နေတာကတော့တီတီငင်းငင်းရှိလို့နဲ့ Thai Fighter ကိုမာဝက်ကိုပွဲမစခင်မှာတော်တော်များများအထင်သေးကြပါနောက်ဆုံးဘယ်နှပွဲ9ပွဲလား6ပွဲလားရှုံးထားတဲ့ Fighter ဖြစ်တယ်ဆိုပြီးတော့ဒီနေ့ကိုမာဝက်တော့ကစားရတဲ့ strategy ပွဲတွင်နေပြပါအရန်ကောင်းတယ်အဖွင့်ချိန်မှာကျော်ဆောင်ကရှေ့စတိုးပေမဲ့ကုမာဝဲရဲ့နောက်ဆုတ်ရင်းကျိုးဝိုင်းလှဲရင်းနဲ့ထုတ်လိုက်တဲ့သလုံးတွေကမြန်မာဖိုက်တာကိုပူထိတယ်ပထမအချိန်မှာနော်တံမြန်တိုက်စစ်တီးတန့်ကစားထားဖို့ပြင်ဆင်ထားတဲ့ကိုမာဝက်ကကျော်ဆောင်ဝင်းကတ်မရအောင်ဖမ်းလို့မရအောင်ထောက်နေကနေလှဲထွက်သွားနိုင်ခဲ့တယ်လို့ဘယ်လက်တီးညာမြင့်ခတ်တွဲလုံးတွေကလည်းတတိထားစရာဖြစ်လာတယ်ကျော်ဆောင်ဝင်းပထမအချိန်မှာလိုက်တယ်ဒါပေမဲ့နှိမ့်တဲ့အချိန်လို့ပြောလို့ရနိုင်တယ်အမှန်စရောပြီနော်ဒုတိယအချိန်မှာကျော်ဆောင်ဝင်းကပူတင်လာတယ်အချိန်ကိုက်တွက်ဆနိုင်မှုနဲ့အကွာဝေးချိန်ဆမှုတွေကတော့လိုအပ်နေစေပဲဖြစ်တယ်အလုံးထဲနဲ့အားပိုကြီးရဲ့ကိုမာဝကရှေ့စတိုက်တိုးနေပြီးကျော်ဆောင်ဝင်းကအပူအချုပ်နဲ့အရှိန်လျှော့အောင်ကစားလာနိုင်တယ်
ခက်ချစ်တွေခက်ပေမဲ့လက်သီးတွေပူအားပြုတ်တဲ့ကြော်ဆောင်ကတွဲလုံးတွေကြားမှာတထောင်တွေထဲ့ပြီးမလာတယ်ရှစ်တိုးဝင်ရင်မလိုက်တဲ့ဘေတထောင်ကကိုမဝဲရဲ့နှစ်ဖူးညာဘက်အချမ်းကိုကွဲသွားစေသလိုသူ့ပြန်ထိရဲ့ညာထောင်တစ်ချက်ချောက်လဲကြော်ဆောင်ဝင်ပြန်ကွဲသွားတယ်လောတာလောတကြီးဖြစ်တာပြိတက်ကိုဖြောပြခြင်းစိတ်များတာချိုးဝိုင်းနဲ့သွေးတန်ကြီးရဲ့မြင်ကွင်းကတော့အကြီးတန်လာတယ်ဒါပေမဲ့ martial art combat sport ကိုအားပေးနေတဲ့ပြည်သက်တွေကတော့ဒီလိုမြင်ကွင်းမျိုးကိုကြိုက်တာပွဲဆူတယ်သွေးဆူတယ်ဟာဆောင်းမိုက်တယ်ဆိုတဲ့အမြင်နဲ့ဆက်သွားနေတဲ့ပွဲတစ်ပွဲဖြစ်ကျွန်တော်တို့ခံစားရတယ်ကျော်ဆောင်ဝင်းဟန်ကိုလည်းကြည့်လိုက်ပါသွေးရဲနေတာပဲဒါပေမဲ့တားကောင်တော့ကိုလိုက်နေကြားတစ်ကောင်လိုပဲတောက်လျှောက်လိုက်ပြီးညာတန်ပင်းဝင်တယ်လိုက်ဖိနေတဲ့ကျော်ဆောင်ဝင်းရဲ့ဟန်ကလည်းတိုက်ခိုက်ရတာကိုပြည့်စုံအောင်ကိုစားပြုနေလို့ကျွန်တော်ပြောနိုင်တယ်ပြောချင်တယ်ဒါကလည်းကျွန်တော်တူတဲ့အမြင်ပေါ့နော်ကွင်းထဲကပြိသက်ကလည်းကြော်စည်းဆိုတဲ့အတန်ဟိန်းထွက်နေအောင်အားပေးတာဒါပေမဲ့ပြိသက်ကအဲ့လိုအော်လေကျော်ဆောင်ဝင်းရဲ့စိတ်ရကြွလေငကိုရဲကမပြိသက်ကိုဖျော်ပြခြင်းစိတ်အရန်များတဲ့ fighter ကခေါင်းအေးနဲ့ဘာလို့တင်နေဆိုတော့မစင်းစားတော့ပဲနဲ့ကိုမဝဲရဲ့ game plan နဲ့ကိုရောက်သွားတယ်ဒုတိယခြေကစပြီးတော့အဲ့တော့ကျော်ဆောင်ဝင်းစိတ်စောလွန်တယ်လို့ပြောလို့ရတယ်ခိုမာဝက်ကလည်းအပူအချုပ်အခိုကတ်နဲ့ကစားနေတာကြောင့်ကျော်ဆောင်ဝက်ကစိတ်လောလေခိုမာဝက်ကအပူချုပ်အခိုကတ်နဲ့ကစားလေဖြစ်တာကြောင့်ကစားရပူခတ်လာတယ်ကျော်ဆောင်ဝင်းကစားရပူခတ်လာတယ်ကျော်ဆောင်ဝင်းပြန်ပြန်ဂိမ်းထဲကိုရောက်သွားတယ်နောက်ဆုံးအချိန်မှာကျတော့ရလက်ပိုင်းစိတ်ချရဖို့အတွက်ကတော့အလဲထိုးနိုင်ရတာအဓိကပဲအဲ့တော့ကျော်ဆောင်ဝင်းကကစားကိုပိုတင်လာတယ်ကျော်ဆောင်ဝင်းရဲ့ပွဲကိုထိချုံမှုကတိတာပွဲကိုထိချုပ်ခြင်းတဲ့စိတ်ကတိတာလွန်ခဲ့ပေမဲ့ကိုမာဝက်ကြသွားနိုင်လောက်တဲ့တက်လုံးမျိုးတက်လုံမျိုးကိုတော့မထုတ်နိုင်ခဲ့သလိုကစားကွက်ကိုပေါ်အောင်လဲမကစားနိုင်ခဲ့ဘူးဒါပေမဲ့အခိုကတ်လှုပ်လာတဲ့ပြိုင်ဘက်ကိုသွေးချွေတွေကြောင့်ပိုလည်လာတဲ့အပူးချုံနဲ့မေးရိုးတွေနန်းနေတဲ့ကိုကြော်ဆောင်ဝက်တက်လုံးထုတ်ပုံတွေကသဘောကျစရာတော့ကောင်းတယ်ကိုမာဝက်ကလည်းကစားဟောပိုရော့လာစေတယ်ကိုမာဝက်ညာတောင်ရိုက်ကြော်ဆောင်ဝက်ပင်မြခုံးပေါ်ကနေချောတော့သွားချိန်မှာအခြေစစ်ခေါင်းလောင်းတီးခဲ့ပြီးအမပေးအဆုံးဖြတ်မှာဒိုင်3ရဲ2ဦးကိုကိုမောင်ကိုအနိုင်ပေးခဲ့တဲ့ကြော်ဆောင်ဝင်းကမွေထိုင်းကစားသမားပေါ်နောက်ထပ်ရှုံးဝဲတစ်ဝဲနဲ့ထပ်ကြုံသွားတယ်။ဘာမှပွဲကတော့စမီးတံကိုရှုံးတာဒီပွဲကတော့ကိုမောင်ကိုရှုံးတာအဲ့တော့ကြော်ဆောင်ဝင်းကရောဘာတွေလိုအပ်နေလဲဘာတွေပြင်ဖို့လိုနေလဲကျွန်တော်ပွဲကြုံမှာပြောခဲ့တဲ့ဟာကတော့ဒီစောမမင်းရောကျော်ဆောင်ဝင်းကလုံးဝတက်တက်စင်အောင်လွှဲတော့အဲ့အတွက်လည်းတောင်းပန်ပါတယ်ဂျိုတင်ခံမှန်းချက်ဖြစ်တဲ့အတွက်ကြောင့်လွှဲချုံမှုတွေကတော့ရှိခဲ့တယ်အဲ့တော့ကျော်ဆောင်ဝင်းကအရှိနှစ်ပွဲမှာကစားခဲ့တဲ့ပုံရှိတယ်ဒီကျွန်တော်တို့စမီးတန်တဲ့ပွဲမှာဆိုလို့ရှိရင်အရှောင်းအတိတ်အခိုကတ်နဲ့ကစားသွားတာကြောင့်ကျော်ဆောင်ဝင်းမိုက်တယ်ဆိုတဲ့ထောက်ခံမှုမျိုးကျွန်တော်တို့ပေးခဲ့တယ်ရလဲရခဲ့တယ်နော်နောက်တစ်ပွဲမှာကျတော့စိုင်ထိုးတဲ့အတွက်သူအလဲထိုးလို့ရတယ်သူကစားကွက်တာပေါ်အလဲထိုးလို့ရတဲ့အချိန်မှာစိုင်ထိုးခဲ့တဲ့အတွက်အမှတ်နဲ့ပဲနိုင်ခဲ့တယ်အဲ့တော့အရှိနှစ်ပွဲကကောင်းတဲ့ချက်တွေကိုယူလာပြီးဒီပွဲမှာတွေ့ရမလားလို့ကြည့်လိုက်တယ်မြင်လိုက်တဲ့အချိန်မှာအဲ့ချက်တွေလည်းပါလာတော့ကျွန်တော်မတွေ့ရပြန်ပြီးကျော်ဆောင်ဝင်းမှာပြီးရှိပြီးလက်ပါမရှိတော့လားအဲ့ဒါလည်းမေးကြရှိကျော်ဆောင်ဝင်းအနေနဲ့ဘာတွေပြင်ဖို့လိုတယ်လဲဆိုလို့ရှိရင်ဒီနေရာကပဲအကြံပေးလိုက်ချင်တာပေါ့နော်လောတက်တဲ့စိတ်ကိုပြင်မှာသူကိုရလဲနာပြီးခဲ့တဲ့တစ်ခေါက်မှာသူပြောဦးတယ်ကိုနန်ဝင်းငင်းရဲ့အစီအစဉ်မှာထင်တယ်သူပြိတက်ကိုဖြောပြခြင်းနဲ့အရင်များတယ်ပေါ့နော်အရင်များတယ်အဲ့ဒါလေးကိုနည်းနည်းလေး short စေခြင်းတယ်အကုန်လုံးတော့ဖြောပြနေကြတာပဲပွဲတိုင်းဖြောပြမှုပေးခြင်းတဲ့စိတ်ကိုလည်းနားလဲဒါပွဲတိုင်းဖြောပြမှုမပေးနိုင်လို့လည်းပြဿနာမဟုတ်ဘူးနော်ပွဲတစ်ပွဲရဲ့ကစားချိန်က9မိနစ်ရှိပါတယ်9မိနစ်မှာ9မိနစ်စုံလုံးဖြောပြမှုပေးနိုင်ကြတော့လိုကောင်းမှလိုလဲဒါပေမဲ့တခါတည်းမှာပပနက်နက်နဲ့ကစားနိုင်ဖို့လည်းလိုတယ်လို့ကိုကစားဖို့ကိုအလဲထိုးနိုင်ဖို့စတဲ့အခြေအနေမှာလည်းကစားကွက်ကိုဖော်ပြနိုင်ဖို့လိုတယ်အဲ့တော့ကျော်ဆောင်ဝင်းကောင်းတဲ့အချက်တွေကိုယူပြီးတော့ပယ်တဲ့အချက်တွေကိုပယ်ရမယ်လောတဲ့အချက်တွေကိုပြေးရမယ်အဲ့ဒါဆိုလို့ရှိရင်တော့ကျော်ယူအားလုံးနှုတ်နေထားတဲ့အခြေအနေနဲ့ပုံလေးစက်တွေ့မြင်ရမယ်လို့ထင်ပါတယ်ဒါကတော့ကျွန်တော်ရဲ့သုံးသက်ချက်ပါပွဲကြုံမှာပြောခဲ့တာတွေချို့တော်တော်များများလွဲခဲ့တဲ့အတွက်လည်းအားလုံးတောင်းပန်ပါတယ်ကွန်တက်နေလဲဆက်ထုတ်သွားပေးပါမယ်စောင်းမြောင်အားပေးကြည့်ရှုခဲ့ကြတော့ Love from Burma ရဲ့ညီကိုတွေမောင်နှမတွေတကယ်ချင်းတွေအားလုံးကျေးဇူးအထူးပဲတင်ပါတယ် Left way from Burma